မင်္ဂလာပါခုတစ်ခေါက်လေးမှာချစ်စရာကောင်းတဲ့အပွင့်ကလေးနဲ့ခတ်ထားတာလေးပြပေးမယ်နော်သူကကျတော့အမိတ်ကလေးတွေကဒီလိုလက်ကောက်ကလေးကိုငွေကြီးလေးပါတယ်ဒီအပွင့်မှာလည်းငွေကြီးလေးပါတယ်နှစ်ထည်လုံးပေါ့နော်ငွေကြီးလေးပါတယ်ဘေးပွင့်လေးတွေရတယ်ချစ်စရာလေးနော်သူ့ပုံစံလေးကတော်တော်လေးချစ်ဖို့ကောင်းတဲ့တပင်လေးခက်ကလေးကိုနုံကလေးနဲ့နှစ်ခုအပူးလေးခတ်ထားတာပါဒီတစ်ထည်ကကျတော့ခြီသားလေးပေါ့နော်ဒီတစ်ထည်ကကျတော့ပိုးသားလေးပါနော်ခြီကြိုက်တယ်ဆိုရင်ဒီအညိုလေးယူပါအညိုမှာပေတာဆက်တာလေးကလည်းဆန်းဆန်းလေးနဲ့ရန်လာနော်ဈေးနှုန်းလေးက8000ခွဲပါသူကဒီမှာအပွင့်လေးချစ်စရာရန်ကောင်းတယ်အပွင့်ဆန်းဆန်းလေးနော်မရှိတော့သေးတဲ့ဒီဇိုင်းလေးဖြစ်တယ်ဆိုရင်ယူပါညာလေးတွေကသမိတ် spot လေးတွေကလေရန်ဟောပေါ့ဝတ်လိုက်တဲ့ခါကျရင်ဘယ်အသက်အရွယ်နဲ့ဖြစ်ဖြစ်လေရန်လိုက်တာနော်ရန်လိုက်တယ်ချစ်စရာလေးတွေကာလာလေးတွေနဲ့အပွင့်လေးတွေပဲပြောင်းသွားတာပေါ့နော်အမိတ်ကလေးတွေပေါ့အဲ့ပေါ်မှာမူတည်ပြီးတော့ဈေးလေးတွေတော့နည်းနည်းပြောင်းသွားတာပေါ့ဒါတော့အတိုင်ချီဖောက်ချီရတော့ဒါခြီသားလေးနဲ့ခတ်ထားတာ25ပါနံပါတ်လေးကတော့နံပါတ်25ဒီထည်လေးကကျတော့ပိုးလေးဖြစ်ပါတယ်ဝိုင်းမီအရင်လေးဝိုင်းမီကိုမှလုံးဝရင်းလေးဆူဆူလေးပါဒါလေးလာတယ်သူကကျတော့ပိုးပါနော်ပရီမီယံပိုးလေးချီလိုချင်တော့အရှိထည်လေးယူပါဒါလေးကပိုးဖြစ်ပါတယ်ဒါလေးကနံပါတ်က26လေးပါအပွင့်ဒီဇိုင်းလေးဆက်ဆက်လေးနဲ့ချစ်စရာလေးရှာရလို့ဆိုရင်တော့တမိတ်ခရဒီအရောင်လေးလာနော်ဒီစင်လေးလာပါတယ်လိုချင်တယ်ဆိုရင်စီပူလာပေးပါအောင်ရှင်